င်္ဂလာပါခင်ဗျာ UK 2 channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီ video file လေးတင်ပေးတာပေါ့နော်လာမယ့်တစ်ပတ်စာအတွက်3ရက်မွေးဇာတို့ပတ်နေတဲ့မိကွက်ကိုကျွန်တော် UK 2 စီမှာအဖွဲ့ဝင်ချင်းမလို့ပဲနဲ့ free လာရောက်ပြီးလို့ရဆိုတဲ့အကြောင်းလေးကိုလာပြီးပြပြချင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ video file လေးကိုကြည့်ရှုနေတဲ့မျိုးပါကျွန်တော်ရဲ့ဒီ UK 2 channel တင်လေးကို subscribe မလုပ်ရသေးနေထားပေးပါဒီ video file လေးကိုshare ပေးနေတော့ share ပေးပါပေါ့နော်ကျွန်တော်ဒီ UK 2 channel လေးပြတ်သွားတဲ့ကြောင့်မလို့အခုဒီ channel အသစ်လေးနဲ့ကျွန်တော်အားလုံးကိုပြန်ပြီးတော့တင်ပေးနေရဖြစ်တဲ့ကြောင့်မို့လို့ဒီ channel မှာ subscriber နည်းနေတဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ UK ဒီ 2D channel အသစ်လေးကို subscribe နေပေးထားကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်ရဲ့တပတ်စာမွေးခွေကမွေးခွေနှစ်ခွေလုံးထွက်သွားသလိုကျွန်တော်ရဲ့မွေးထိပ်တီးလည်းထွက်သွားခဲ့တယ်ပေါ့နော်၄-၅ခွန်ရှိခွေပုံမှာခွန်လေးထွက်တယ်၃ညsorryကျွန်တော်တို့သုံးအပူဆိုတော့အခွေတစ်ခွေထွက်တယ်ပေါ့နော်အခုကျွန်တော်ပြထားတဲ့အကမျိုးလေးပေါ့နော်အဲ့ဒီတပတ်စာမွေးခွေကိုလည်းကျွန်တော်ဒီ channel မှာပဲကျွန်တော်တို့စတူဒီယိုလေးတည့်ရက်မှာကျွန်တော်တင်ပေးပါမယ်အဲကြောင့်မလို့တပတ်စာမွေးခွေကကိုလိုချင်ရချင်တဲ့မျိုးတွေကတော့အဖွဲ့ဝင်စရာမလိုပါဘူးအဖွဲ့ဝင်ကြီးလည်းမလိုပါဘူးကျွန်တော်ပုံမှန် free ပဲတင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီမှာအခုအဖွဲ့ဝင်ပတ်တီကို3ရက်မွေးအဖွဲ့ဝင်ပတ်တီကိုလာပြီးတော့ယူလို့ရပါတယ်ဗီဒီယိုမဆိုကျွန်တော် free ပဲပြမှာဖြစ်တော့တဲ့အကြောင်းမလို့ကျွန်တော်ဒီမှာလာပြီးတော့ဆက်သွယ်ပြီးလာပြီးယူလို့ရပါတယ်3ရက်မွေးဇာတို့ပတ်တီနဲ့ main web ပေါ့နော်အဲ့ဒီပတ်တီကိုလိုချင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်Viber ဖုန်းနံပါတ်51434833ရဲ့ Viber မှာဆက်သွယ်ပြီးလာပြီးယူလို့ရသလိုရိုး Viber မရှိတဲ့မျိုးတွေကတော့941938659ဖုန်းဆက်သွယ်ပြီးတော့အဖွဲ့ဝင်ချင်းမလို့ပဲနဲ့3ရက်မွေးဇာတို့ပတ်တီနဲ့ main web ကိုလာပြီးယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်တပတ်စာကအကုန်လုံးထွက်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်ပေးနောက်ထပ်အင်္ဂါပေါ်ထုတ်ကြလာပြီးဆိုပြီး3ရက်စာပေးတဲ့ပတ်တီကတော့ဂျန်နေခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲ့အတွက်အဆင်မပြေဖြစ်သွားတဲ့အမျိုးတွေအားလုံးကလည်းကျွန်တော်ချီကိုဆက်သွယ်ပြီးတော့လာပြီးယူပေးပါကျွန်တော်ပေးလိုက်တဲ့ကဏ္ဍပေါ်မှာကျွန်တော်အားလုံးကိုအကောင်းဆုံးဖြစ်အောင်ပြန်လည်စူးစမ်းပြီးတင်ပေးမှဖြစ်တဲ့ကြောင့်မလို့3ရက်မွေးဇာတို့ပတ်တီနဲ့မင်းခွက်ကိုကျွန်တော်ဒီမှာလာဆက်သွယ်ပြီးတော့ယူပေးပါကျွန်တော်စနေတနင်္ဂနွေတနင်္လာနေ့ညနေခင်းပိုင်းကျွန်တော်ပို့ပေးပါမယ်ကျွန်တော်တပတ်စာကတ်ကိုတော့ကျွန်တော်တနင်္ဂနွေညနေခင်းပိုင်းမှာကျွန်တော်တင်ပေးပါမယ်ခင်ဗျာတပတ်စာကတ်ကိုဒီ channel မှာပဲကျွန်တော်ဗီဒီယိုဖိုင်နဲ့တင်ပေးပါမယ်ခင်ဗျာအဲ့တပတ်စာကတ်ကတော့တချို့ကတပတ်စာကတ်လာဝယ်တဲ့အမျိုးတွေရှိရပေါ့နော်တပတ်စာကတ်ကတော့ကျွန်တော် free ပဲပေးရဖြစ်တဲ့ကြောင့်မလို့ပတ်စံပေးကြမလိုပါဘူးအခုကျွန်တော်ပေးမဲ့အဖွဲ့ဝင်ပတ်တီးရတယ် free ဖြစ်တဲ့ကြောင့်မလို့ပတ်စံပေးကြမလိုပါဘူးကျွန်တော်ဒါလေးကို live ပြပြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe မလုပ်ရသေးရင်လည်းထားပေးပါကျွန်တော်ရဲ့ဒီ video လေးကိုလည်း share ပေးပါအားလုံးအတွက်အဆင်ပြေအောင်ကြိုးစားပေးပါမယ်ခင်ဗျာဒါလေးကိုလာပြီးပြပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ